ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မမကြီးကတော့စက်သားကိုခွဲချမ်းပတ်လေးနဲ့အစလေးကြော်ပြမှာပဲဖြစ်ပါတယ်စက်သားကိုစားဆွေးနဲ့ချုံမုံနေထားလိုက်မယ်နော်ပြီးရင်တော့စီပူမှာစက်သားလေးတွေကြော်လိုက်ပါတယ်ခုလိုကြော်တဲ့နေရာမှာစီကိုများများလေးသုံးပေးတယ်နော်စီလေးကိုများများလေးသုံးတဲ့အတွက်ကြောင့်စက်သားလေးတွေကမမွားလေးနဲ့အရန်စားလို့ကောင်းပါတယ်စက်သားကြော်လေးရပြီဆိုရင်တော့ပကံလို့တစ်ခုတည်းကိုဆယ်ပြီးထည့်ထားလိုက်ပါမယ်စက်သွန်အနီးပပလေးထားတာလေးကိုထည့်ပြီးတော့စီဂျယ်လေးချက်လိုက်မယ်ရတဲ့ခါမှာခဏဖယ်ထားလိုက်မယ်ပြီးရင်စက်သွန်ဖြူလေးကိုလည်းစီဂျယ်လေးချက်ပါမယ်စက်သွန်ဖြူစီဂျယ်လေးရပြီဆိုလို့ရှိရင်လည်းပကံလွတ်တစ်ခုထဲမှာခဏဖယ်လိုက်မယ်နော်ပြီးရင်ခုနကြော်ထားတဲ့စက်သားကြော်လေးထည့်မယ်ခွဲချမ်းဖက်လေးထည့်မယ်စက်သွန်ဖြူနီစီဂျယ်လေးထည့်မယ်အချူငံလေးထည့်ပြီးတော့တမအောင်ဝှေ့လိုက်ပါမယ်အခုဆိုရင်တော့စက်သွန်ဖြူနဲ့တင်းတင်းလေးနဲ့ကျက်ဆက်ကြော်လေးရပါပြီကျက်ဆက်ကြော်လေးကိုတော့မမကြီးကဖဲဟင်းလေးနဲ့တွဲစားမှာပဲဖြစ်ပါတယ်ဒီကျက်ဆက်ကြော်လေးရပါတော့မစားဘဲနဲ့အလှကြည့်နေမယ်ဆိုရင်တော့အကြာကြီးထားခံပါတယ်စားလိုက်ရင်တော့အမြန်ကုန်ပါတယ်နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အရန်စားကောင်းလို့ပါရှင်ကဲယူတို့လည်းလိုက်ပြောချက်စားကြည့်ကြနော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်နော်